Australia skill migration နဲ့ပတ်သက်ပြီး generally ဆိုလို့ရှိရင်တော့ကျမတို့ဒီ skill assessment ရင်စလုပ်ရမယ်ကိုယ့်ရဲ့ skill က Australia standard နဲ့ကိုက်ညီမှုရှိမရှိဆိုတာမျိုးကို skill စီစဉ်ရမယ်သက်ဆိုင်ရာ organization တွေကနေပြီးတော့ standard ကိုက်ညီမှုရှိမရှိဆိုတာမျိုးတွေကိုကဲဖြတ်ပေးတဲ့အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်သက်ဆိုင်ရာအဖွဲ့အစည်းတွေလိုက်တစ်ခုနဲ့တစ်ခုအဖွဲ့အစည်းတွေကတော့မတူဘူး IT ဆိုလို့ရှိရင် Australia Computer Society ACS ကနေပြီးတော့ကဲဖြတ်ပေးမှဖြစ်တယ်ပေါ့နော် engineer တို့ဘာလို့ဆိုရင်တော့ engineer Australia ပေါ့နော်ဒီလိုမျိုးအဖွဲ့အစည်းလေးတွေကနေပြီးတော့ကဲဖြတ်စီစဉ်မှဖြစ်တယ်ဆိုတော့ ACS ကနေပြီးတော့ကိုတို့မတို့ရဲ့ skill ကိုဘယ်လိုစီစဉ်မလဲဆိုလို့ရှိရင်ဒီ IT ကဘယ်လိုမျိုးဝယ်တွေရှိထားလဲပေါ့နော် diploma ရှိထားလား bachelor ရှိထားလား master ရှိထားလားစသဖြင့်ပေါ့ဒီလိုမျိုးဆက်တဲ့ qualification လေးတွေတော့ရှိထားဖို့လိုအပ်တယ်ပေါ့နော်အနည်းဆုံးလုပ်သက် experience ကနှစ်တော့ပြပြရကိုယ့်ရဲ့ဒီ employment တွေကိုဘယ်လို proof လုပ်ပေးရမလဲဆိုလို့ရှိရင် employment reference letter employment contract တော့လည်းက employment statement တော့လည်း pay slip ပေါ့နော်သက်ဆိုင်ရာနိုင်ငံရဲ့ income tax အနည်းဆုံးဒီလို document လေးတွေကိုတော့ကိုက proof လုပ်ပြပေးရမှာမျိုးလေးရှိတယ် reverse ကလာရနေမှာဆိုလို့ရှိရင်တချို့ကျတော့လေ pay slip တွေမရှိတော့တာမျိုး employer statement တွေပါတယ်ဆိုမသိမ်းထားမိလိုက်တာမျိုးတွေခွင့်မဆောင်ထားကြဘူးဒီလိုမျိုး error လေးတွေရှိတယ်နောက်ဆုံးဘယ်လိုမှ document တွေစုဆောင်းရတာအဆင်မပြေတော့ဘူးဆိုလို့ရှိရင် last option နဲ့တို့ဒီ reverse က Australia lawyer နဲ့ statutory declaration လုပ်ပြီးတယ် document ခက်ခဲဖြစ်နေလို့မရပါဘူးဆိုတာမျိုးတွေကို Australia lawyer နဲ့ statutory declaration လုပ်ပြီးတော့ positive outcome အတွက် chance ပိုများအောင်လို့ဒီလိုမျိုးလေးပြင်ဆင်ပေးတာမျိုးလေးရှိတယ်ပေါ့နော် skill assessment positive outcome ထောက်ပါပြီဆိုလို့ရှိရင်နောက်တစ်ဆက်အနေနဲ့ skill migration နဲ့သွားမလားဒါမှမဟုတ်လို့ရှိရင်ဒါ employer sponsor visa အောက်ကနေသွားမလားဆိုပြီးဒီလိုမျိုး option လေးတွေဒါရွေးခွင့်ရှိမယ်ပေါ့နော်